စိတ်ခံစားချက်အရောက်ဖြစ်လာတဲ့စကားတွေကိုချက်ချင်းမထွက်အောင်အချိန်ပေးရတယ်အရှိန်ဆိုတာတက်ကျွန်တော်တို့ဆိုအတိုင်းဝိုင်းကြီးတွေနဲ့တထေးတွေလုပ်ငန်းရှင်တွေလူကြီးတွေစကားပြောတဲ့အချိန်မှာလေဟုတ်ကဲ့ကျွန်တော်ပြန်ဆက်မယ်နော်ဆိုတဲ့စကားကိုကြားဘူးလိမ့်မယ်ဘယ်တော့မှချက်ချင်းအဖြေမပေးဘူးအော်ခဏလေးပါနော်ကျွန်တော်9မိနစ်လောက်အချိန်ပေးပါနော်အဲ့အချိန်မှာ तू အဖြေရှာတာအနည်းမှတ်ထား emotion လို့ခေါ်တဲ့စိတ်ခံစားချက်တွေကိုမထိန်းချုပ်နိုင်တဲ့သူတွေကြောင့်ဘယ်ကနေပြောလိုက်အဲ့ပြီးတော့အဲ့စကားကြီးကမှားသွားကိုပြောလို့ကောင်းလားဆိုတော့ခဏနေကြကိုကလည်းဝမ်းနေလားဟာစိတ်မကောင်းဖြစ်သွားအဲ့စကားကြီးကမှားသွားဆိုတဲ့အချိန်မှာကိုတိဆောက်ထားတဲ့10နှစ်ကျော်လောက် relationship တွေမှာလည်းစကားလေးတစ်ခွန်းနဲ့ကွာပြဲသွားတယ် relationship တွေပျက်စီးသွားတယ်မရှိဘူးလားသားသမီးတွေရနေပြီးပြီဒေါသကိုမထိန်းနိုင်နိုင်ဘူးစိတ်အလိုလိုက်ပြီးတော့စိတ်แท้ပါလို့မဟုတ်ဘူးဒေါသအလျောက်ပြောတာနစ်နာပါစေဆိုတဲ့စိတ်နဲ့မဟုတ်ဘူးသူ့ထက်ငါအနိုင်ရလို့စိတ်နဲ့မိဘတွေလည်းပါလားဆွေမျိုးတွေလည်းပါလားအနိုင်ရလို့စိတ်နဲ့ရှောက်ပြောတော့သားသမီးတွေမိကွဲဖာကွဲဖြစ်ကိုလည်းယာတူကတိုးသွားတယ်တစ်ခုလက်တို့နှစ်ခုလက်တို့သုံးခုလက်တို့ position တွေကတစ်ပါးတွေနှစ်ပါးတွေတက်သွားကြည့်လိုက်လို့ဒါမဲ့နှစ်ကြရင်နှစ်ခုလက်ဖြစ်စေရမယ်တို့ဟုတ်လားနေတော့မောင်းခတ်ထားမလုပ်ပါဘူးမပြော